အခုလိုမျိုးယောဂဖြစ်နေတဲ့အချိန်မှာညီမအနေနဲ့ပရဟိတပေါင်းမှုရရှိပါတယ်အခုနောက်ပိုင်းညီမနည်းနည်းကိုယ့်ကိုပြင်ဆင်တယ်ပေါ့နော်ပရဟိတလုပ်ဖြစ်တယ်ဒါပေမဲ့ပုံမတင်ဖြစ်ဘူးပေါ့နော်တိတ်ပြီးတော့မတင်ဖြစ်ဘူးနောက်ပြီးကိုသွားလှူတဲ့လူတွေမျက်နှာကိုတင်ရမှာညီမအားနာတဲ့အတွက်ကြောင့်မတင်ဖြစ်ဘူးပရဟိတလုပ်ဖြစ်တယ်နောက်ပြီးတချို့ကုမ္ပဏီတွေပါရတော့ခေါ်ရပေါ့နော်ခေါ်ရခါကြလို့ရှိရင်ဒီ mass ကိုရလို့ပါလို့ညီမတို့ကိုတောင်းတယ်ဓာတ်ပုံရိုက်ရပေါ့နော်အဲ့လိုမျိုးဟာမျိုးဆိုရင်ခုနောက်ပိုင်းသိမလိုက်ဖြစ်တာများတယ်ပေါ့နော်အဓိကတော့ကိုပရဟိတလုပ်တဲ့အချိန်မှာကိုမှတ်တမ်းယူရဟာမျိုးဆိုတော့တိတ်ပြီးတော့မလုပ်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့တက်နိုင်တဲ့နေရာတွေမှာလှူရဲဓာတ်ပုံတွေလာမတင်ဖြစ်တယ်ပေါ့နော်တော်တော်များများပရဟိတတွေနဲ့လက်တွဲလုပ်ဖြစ်တယ်ဒါပေမဲ့အခုလိုပေါ့နော်ဒီယောဂကူးစက်မှုတွေအရင်ပြတ်သွားနေတဲ့အချိန်မှာတကယ်ပရဟိတလုပ်တဲ့လူတွေတော့ပြီးပြီးဝိဆောင်မှုတွေသွားနေရတဲ့အချိန်မှာတော့ညီမပရဟိတမလုပ်ဖြစ်ပါဘူးရှင်ညီမတိတ်ပြောလဲမလိမ်တက်ဘူးပေါ့နော်မလုပ်ဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့ဒီယောဂတွေကအရင်ကူးစက်နေတဲ့အချိန်ရဲ့နောက်တစ်ခုကညီမတို့တွေကပရဟိတလုပ်တဲ့လူတွေမျိုးတကယ်ကိုတနန်းစင်ပြီးတင်ထားတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ညီမတို့ရဲ့ကိုတိတ်ပြီးတော့ကာကွယ်နိုင်မဲ့လူတွေလည်းမဟုတ်ဘူးလို့ထင်တဲ့အတွက်ကြောင့်ညီမဒီလိုချိန်မျိုးမှာတော့ပရဟိတလုပ်တာကိုညီမခဏရက်နာထားတယ်။အဲ့ဒီမတိုင်ခင်အရင်ယောဂတွေကူးစက်မပြတ်သွားခင်အထိ April လ10 ရက်နေ့ထိညီမပရဟိတလုပ်ခဲ့ပါရဲ့ရှင်။